keep this love in a photograph. We made these memories for ourselves, where our eyes are List 3 property of transition matter that are different from the matter on group 1. Group 1 နဲ့ group 1 matter လေးနဲ့မတူတဲ့ transition element တွေရဲ့ဂုဏ်သတ္တိတွေကဘာတွေလဲတဲ့ကျွန်တော်တို့ကဒီနေရာမှာနောက်မေးခွန်းတစ်ခုလည်းပြောင်းလို့ရတယ်သူက group 1 matter နဲ့မတူတဲ့ transition element တွေရဲ့ဂုဏ်သတ္တိ၃မျိုးကဘာလဲလို့သူမေးတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကဒီဘက်မှာဇယားကွက်ပေးထားတာရှိတယ်ဒီဇယားကွက်ထဲဟာဒါက group 1နဲ့ night ရှင်းလိုက်တဲ့အခါမှာရှိတဲ့ transition element ရဲ့ဂုဏ်သတ္တိဆိုရင်ဒီထဲက၃ခုကိုရေးလိုက်လို့ရတယ်ဥပမာကျွန်တော်မေးခွန်းပြန်ပြောင်းလိုက်တယ် 3D transition element နဲ့ night ရှင်းလိုက်တဲ့အခါမှာရှိတဲ့ group 1ဆိုရင်ဒီထဲကရေးရဒါကြောင့်ကျွန်တော်တို့ကဒီမေးခွန်းလေးကိုကျွန်တော်တို့ကဒီမေးခွန်းလေးကိုပြန်ပြောင်းချင်ပြောင်းလို့ရတယ် list 3 property of group 1 matter on group 1 matter that are different that transition element ဆိုရင်အတိုင်းလိုက်ဖြေလို့ရတယ်ကျွန်တော်တို့ကဒါကြောင့်၃မျိုးလုံးတိုက်တာရေးပေးလို့ရတယ် select the correct property from the transition element အဲ့ဒီ transition element တွေကမှန်ကန်တဲ့ဂုဏ်သတ္တိကိုဘာလုပ်ပေးပါရွေးချယ်ပေးပါအဲ့ဒီမှန်ကန်တဲ့ဂုဏ်သတ္တိဆိုတာက transition element တွေဒီစော့ပြော့လားမာလားဆိုရင်ဘာဖြစ်တော့မာတယ် high melting point နဲ့ low melting point ဆိုရင်သူကအရေးပြောတဲ့အမှတ်ကအမြင့်ဆုံးမှာရှိတယ်ဒါကြောင့်ဘာလို့ high melting point နောက်က high density နဲ့ low density ဆိုပါတော့ high density reactive ဆိုတာဓာတ်ပြုလွယ်တာနဲ့ unreactive ဓာတ်ပြုမလွယ်ရရေနဲ့ဆိုတော့ unreactive with water နောက်က what are the characteristic property of transition element သူကအသုံးမျိုးပဲဖော်ပြလိုက် transition element တွေရဲ့ထူးခြားတဲ့ဂုဏ်သတ္တိဟာ property တွေနဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာလည်းအခြေတဝင်းပြောခဲ့တယ် characteristic property က၄မျိုးရှိမယ် formation of color compound and ion variable oxidation state formation of color compound and ion magnetic property catalytic property အဲ့ဒီ၄မျိုးတွေကကြိုက်တဲ့၃မျိုးကိုရေးလို့ရတယ်ကြိုက်တဲ့၃မျိုးကိုကျွန်တော်တို့ဘာလုပ်လို့ရအောင်ဆိုရေးလို့ရတယ်ဒါကြောင့်၃မျိုးကြိုက်တာရေးလို့ရတယ် write the oxidation state for the following element တစ်ခုချင်းစီရဲ့အရန်ပါတနည်းအားဖြင့် oxidation state တွေကိုဘာလုပ်ပေးပါပြောပါလို့ပြောရဲ chromium ဆိုတာက 24Cr ၄ခုမြောက်မှာရှေ့ကပလက်3ကစားတယ်အောက်ကဒုတိယကပလက်2ကစားတယ်ပလက်3ပြီးရင်ပလက်4ပလက်5ပလက်6ဒါကြောင့်သူဒီပလက်2ကစားလိုက်ပလက်2ပလက်3ပလက်4ပလက်5ပလက်6ကျွန်တော်တို့ oxidation state တွေကိုကြည့်ရတဲ့အချိန်မှာအတိုင်းလိုက်ကြည့်လို့ရတယ်နောက်တစ်ခုကကြတော့ number 3A ကာလာတွေမေးရကာလာတွေကလည်းမင်းကကြပြလေးနဲ့ကျွန်တော်တို့ပေးခဲ့ရရှိနေမယ်ကာလာလေးရတယ်ဒီဟာလေးရလွယ်လို့ကျွန်တော်ကဖြည့်မပြတော့ဟို copper 29Cu နဲ့ Zn36 30Zn ဟာ diamagnetic ဘာကြောင့်လဲဆိုတော့သူ့ရဲ့မေးခွန်းဒီကျွန်တော်တို့ဗာနဲ့တူတူပဲအောင်ဆိုရင်ဒါနဲ့တူတူပဲအဲ့တော့ကျွန်တော်တို့ကအရင်ဆုံး the electronic configuration of 29Cu ရေးမယ် spin ထည့်မယ်ပြီးရင် the complete electronic configuration of 30Zn ဆိုပြီးတော့ 30Zn ဆိုပြီးတော့အပြည့်စုံရေးမယ် spin တွေထည့်မယ်အဲ့လိုပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီကောင်ကနှစ်ခုဖြစ်တဲ့အတွက် 39C ပါ 29Cu and 30Zn HA ဒီမှာဘာဖြစ်သွားမလဲဆိုတော့နှစ်ခုဖြစ်တဲ့အတွက် has the pair electron in the orbital ဒါကြောင့် they are diamagnetic အဲ့ဒါလေးရေးပြရနောက်တစ်ခုက name the transition metal လေးဝယ်မေးရ compound မေးရမဟုတ်ဘူး use for each of the following manufacturing process HEPA process မှာအသုံးပြုထားတဲ့ဓာတ်ကူပစ္စည်းရဲ့နာမည်ကဘာလို့ဆိုရင် ion သူက contact process မှာ vanadium 5 oxide ဒါပေမဲ့ကျွန်တော်တို့ element ပဲမေးရဖြစ်တဲ့ metal လေးပဲမေးရဖြစ်တဲ့အတွက်ဘာလို့ vanadium နောက်တစ်ခုက complex ion ဆိုတာ is an ion တစ်ခုဖြစ်ပါတယ်သူတို့စီမှာ metal ion with အဲ့ဒီ ion ဆိုတာကဘယ်မှာရှိအောင်ဆိုတော့ metal ion မှာရှိရယ်အဲ့ဒီ metal ion ရဲ့ center လေးမှာရှိရယ် with a number of other molecule of ion ဒီမှာ surrounding ဖြစ် surrounding it အဲ့ဒီကောင်လေးရဲ့ဝန်းကျင်မှာရှိရယ် ion ရေအတွက်တွေ molecule ရေအတွက်တွေနဲ့အတူရှိရယ်သူ့ရဲ့ center လေးမှာဖြစ်ပေါ်လာတဲ့ ion ကိုပါ ion လို့ခေါ် complex ion လို့ခေါ်တယ်
ကျွန်တော်တို့က paramagnetic substance paramagnetic substance ဆိုတာ is a substance အရာဝတ္ထုတစ်ခုဖြစ်ပါတယ် thus have the ampere electron para ဇုံလိုက်ရှိတာ dia ဇုံလိုက်ရှိတာဒါကြောင့်သူကဇုံလိုက်မရှိတဲ့ electron လေးဖြစ်ပါတယ် and ပြီးတော့ show weak attraction ပြော့တဲ့အားတွေကိုလည်းပြသပေးတယ် toward the internal magnetic field ပြင်ပတန်လိုက်စက်ကွင်းတွေကိုဆွဲပေးနိုင်တဲ့အားတွေကလည်းဘာဖြစ်တုံးဆိုရင်ပြော့တယ်diamagnetic substance diamagnetic substance ဆိုတာ is a substance အရာဝတ္ထုတစ်ခုဖြစ်ပါတယ် that has the no ampere electron ဇုံလိုက်မဟုတ်တဲ့ electron တွေမရှိရဆိုကြရသူကဘာဖြစ်တော့ဇုံလိုက်ရှိရဇုံလိုက်မဟုတ်သော electron တွေမရှိသောအရာဝတ္ထုဖြစ်ပါတယ်ဆိုတော့ဇုံလိုက်ရှိရအပြီးတော့ show no attraction သူတို့စီမှာဆွဲအားမရှိဘူးဒါပေမဲ့ slight repulsion တွန်းကန်အားလေးအနည်းငယ်တော့ဘာဖြစ်တော့ရှိတယ်from the internal magnetic field ပြင်ပတန်လိုက်စက်ကွင်းတွေကဆွဲအားတော့မရှိဘူးတွန်းနိုင်တဲ့အားလေးရောဘာဖြစ်တော့အနည်းငယ်ရှိတယ်တဲ့ ferromagnetic substance ferromagnetic substance ဆိုတာက ferromagnetic substance ဆိုတာကကြတော့တဲ့ is a substance အရာဝတ္ထုတစ်ခုဖြစ်ပါတယ် that is strongly attracted ပြင်းပြင်းထန်ထန်ဆွဲငင်ပေးသောဆွဲတော့ဘယ်သူကလဲ by apply magnetic field ပြင်ပတန်လိုက်ဆက်အသုံးပြုထားတဲ့တန်လိုက်ဆက်ကွင်းတွေကပြင်းပြင်းထန်ထန်ဆွဲငင်ပေးနိုင်တော့အရာဝတ္ထုတစ်ခုဖြစ်တယ် and ပြီးတော့ကျတော့ retain ထိန်းထားနိုင်တယ် is magnetization သူ့ရဲ့တန်လိုက်တက်တွေကို for some time အချိန်နည်းငယ်ကြာ even after for the internal magnetic field is removed ပြင်ပတန်လိုက်ဆက်ကွင်းတွေကိုဖယ်လိုက်တည်တိုင်အောင်ကိုပဲတန်လိုက်တက်တွေကိုဘာလို့နိုင်လို့ဆိုရင်ထိန်းထားပေးနိုင်တယ်ထိန်းထားပေးနိုင်ပါတယ်တဲ့ပြီးတော့ကြတော့ဒါပြီးတော့ကျွန်တော်က chapter 6ပြီးပြီ application in the building material application in building material အဲ့တော့ sorry you are the 3D transition element ဟာအဲ့ဒီ 3D transition element အားလုံးရဲ့အသုံးပြုမှုတွေကဘာတွေလဲဆိုရင် application in building material ပြီးရင်နောက်တစ်ခုက application in industry နောက်တစ်ခုက application in medical fieldဒါလေးကိုနောက်တစ်ပိုင်းကြတော့အကျယ်တဝန်းလေးရှင်းပြပေးပါမယ်